မင်္ဂလာပါခင်ဗျာဒီကနေ့ပြောပြပေးသွားမှာကကမ္ဘာစစ်တမ်းများအရ2025ခုနှစ်ရဲ့အရှိတောင်အာရှမှာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေတဲ့ဘန်ကောက်မြို့လေးရဲ့အကြောင်းပဲဖြစ်ပါတယ်ဘန်ကောက်မြို့ဟာချာအိုဖရာကြောက်ဖျားမြစ်ရဲ့မြစ်ကမ်းပေါ်မှာတည်ရှိပြီးတော့ထိုင်းလူမျိုးများနဲ့နိုင်ငံသားများပါဝင်လူဦးရေ14တန်းခန့်နေထိုင်ကြပါတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူမြို့ပြစီမံကိန်းများခီးသွွားလုပ်ငန်းလူနေအဆောက်အုံပေါင်းများစွာနဲ့တရက်လှပပြီးဆွဲဆောင်မှုရှိတဲ့လေကျင့်စပွဲမြို့လေးဖြစ်ပါတယ်။အဓိကအဖြစ်ထိုင်းဘာသာစကားကိုပြောဆိုကြပြီးတော့ English မြန်မာဘာသာစကားတွေကိုလည်းသုံးပြကြပါတယ်။ထိုင်းဘက်ကိုငွေကြေးဖြစ်သုံးစွဲပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအများအပြားဟာလည်းထိုင်းနိုင်ငံတော်အစိုးရရဲ့အလုပ်လုပ်ကိုင်ခွင့်နဲ့အတူဘန်ကောက်မြို့မှာလာရောက်ပြောင်းရွှေ့ခြေချနေထိုင်ကြပါတယ်။ဘန်ကောက်မြို့မှာသွာလာလဲပတ်နိုင်တဲ့နေရာများစွာနဲ့စင်ကန်စည်းဝယ်စင်တာများအဆင့်မြင့်စားတောက်ဆိုင်များနဲ့ကမ္ဘာအကောင်းဆုံး street food များကိုလည်းသွာလာလဲပတ်စားတောက်နိုင်ပါတယ်။ဘန်ကောက်မြို့ရဲ့လူနေထိုင်မှု living cost လူကယ်စီထိုင်းဘတ်9000ကနေပြီးတော့ဘတ်2000အထိရှိနိုင်ပါတယ်Big C 7-Eleven ဟင်းသီးဟင်းရွက်တာငါစီနိုင်မားကတ်တို့လည်းနေရာနှံ့ပြားမှဖွင့်လှစ်ပေးထားလို့ကိုယ်တိုင်ချက်ပြုတ်စားတောက်သူများလည်းအဆင်ပြေလာပါတယ်ဘန်ကောက်မြို့ရဲ့ပို့ဆောင်ဆက်သွယ်ရေး transportation BTS MRT ဘတ်စကားဆိုင်ကယ်အပြင် water bus များကိုလည်းပြည့်စွဲပေးထားပါတယ်မြို့ဧရိယာကျေပြန့်သလောက်ကားကျက်မှုနဲ့အချိန်ကြန့်ကြာမှုတို့ကိုဖြေရှင်းမှုမြို့ရင်းမှာလည်းအမြန်လမ်းများကိုဖောက်လုပ်ပေးထားပါတယ်။မိုးပြန်ရထားမြေအောက်ရထားများကိုလည်းအချိန်တိကျစွာပြည့်စွဲပေးပါတယ်။မြေချောင်းများရှိတဲ့နေရာများမှာလည်း water bus များကိုမှတ်တိုင်များဖြင့်အချိန်မြန်ပြည့်စွဲပေးပါတယ်။စီးပွားရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုစီးပွားရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုအပိုင်းမှာတော့ကွန်ဒိုရောင်းဝယ်ငါလုပ်ငန်းဟိုတယ်ခီးသွားလုပ်ငန်းအစားအသောက်လုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းမျိုးမျိုးကိုလုပ်ကိုင်လည်ပတ်လျက်ရှိပါတယ်နိုင်ငံတကာအဆင့်မီတဲ့ပညာရေးကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများလည်းရှိပါတယ်ကြောက်ဖျားမြစ်ထဲမှာညဘက်လင်းချင်းခံရင်ဘန်ကောက်မြို့ရဲ့ညရှုခင်းများကိုလည်းကြည့်ရှုခန်းစားနိုင်ပါသေးတယ်ဒီနေ့အစီအစဉ်လေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာအစီအစဉ်သစ်လေးတွေကိုစောင့်မျှော်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ထားခဲ့ပေးပါဦး See you bye bye